Hello အားလုံးပဲမင်္ဂလာပါဂျိုဆိုရာ Therapy Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ဆိုတော့ဟောပေးသွားမှာကအတိတ်ကတဲ့မေ့လို့မရတဲ့သူတစ်ယောက်ကိုပြောချင်ပေမဲ့မပြောလိုက်ရတဲ့ကိုယ့်ရင်ထဲကစကားတွေကဘာတွေဖြစ်မလဲကိုယ့်ရင်ထဲကလာတဲ့စကားသံတွေကဘာတွေဖြစ်မလဲပေါ့အဲ့တော့ထုံးစံတိုင်းဆိုတော့ point 1 point 2 point 3ဆိုပြီးတော့ point 3 point ပေးထားမယ်အဲ့ဒီ point လေးတွေကိုရွေးချယ်တဲ့အခါမှာအသက်ကိုဝဝရှုပါရေအေးအေးလေးတစ်ခွက်တောက်လိုက်ပါပြီးတော့တဲ့အခါမှာစိတ်ကိုအနုညံ့ဆုံးအလွတ်လပ်ဆုံးအပေါ်ပါဆုံးဖြစ်အောင်ထားပါပြီးတော့တဲ့အခါမှာပိုင်းလေးတွေကိုရွေးတဲ့အခါဘယ်ပိုင်းလေးတွေကကိုယ်ခေါ်နေလဲဘယ်ပိုင်းလေးကကိုယ့်ရဲ့စိတ်နှလုံးသားကိုဆွဲငင်နေလဲဘယ်ပိုင်းလေးကအတိတ်ကကိုမေ့မရတဲ့လူတစ်ယောက်ရဲ့ပုံရိပ်တွေကိုထင်ပေါ်စေလဲထင်ဟပ်စေလဲပိုင်းလေးကိုမြင်တဲ့အခါမှာအတိတ်ကလူတစ်ယောက်ကိုချက်ချင်းသွားပြီးတွေးမိတာမျိုးရှိသလားအဲ့လိုရှိသွားတဲ့အခါသိကြပါတယ်အဲ့ဒီပိုင်းလေးကကိုခေါ်နေပြီအဲ့ဒီပိုင်းလေးကကိုနှလုံးသားရဲ့စကားတွေကိုသူကကိုစားပြောပြချင်နေပြီအဲ့ခါကြလို့ရှိရင်ကိုခေါ်နေတဲ့ပိုင်းလေးတွေကိုတူတူရွေးချယ်ပြီးတော့ဆိုတာနဲ့တူတူကိုရင်ထဲကလာတဲ့စကားသံတွေကိုနားထောင်ကြမယ်ကဲတော့ထုံးစံတိုင်းဆိုတာ point 1 point 2 point 3ဆိုပြီးတော့ point 3 point ချပေးထားပါမယ်အဲ့တော့အခု point 1လေးပဲပြန်သွားမယ်ပေါ့နော်အတိတ်ကတဲ့မေးမရတဲ့သူတဲ့ကိုပြောချင်ပေမဲ့မပြောလိုက်ရတဲ့ကိုရင်ထဲကစကားသံတွေကဘာဖြစ်မလဲဆိုတဲ့ဟာမှာရွေးထားတဲ့ point 1လေးတွေကပေါ့နော်သူကဘာပြောချင်လဲဆိုတော့အရာအားလုံးအတွက်ငါမင်းကိုကျေးဇူးတင်တယ်လို့အရင်ဆုံးပြောချင်ပါတယ်အရင်ကမင်းပေးခဲ့တဲ့ချစ်ချင်းမြတ်တာတွေအတွက်မင်းပေးခဲ့တဲ့ဂရုစိုက်မှုတွေယူရမှုတွေနှွေးထွေးမှုတွေလုံခြုံမှုတွေအတွက်ငါစိတ်နှလုံးသားတွေကနေကိုလိုက်လိုက်လဲလဲငါမင်းကိုကျေးဇူးတင်ပါတယ်ငါတို့တွေမပေါင်းဖက်လိုက်ရလို့ငါတကယ်ကိုဝမ်းမနေပါဘူးမင်းကြောင့်ငါလုံလောက်စွာပျော်ရွှင်ခဲ့ရတယ်လို့မျိုးမင်းကြောင့်လည်းငါလုံလောက်ကြီးနာကျင်ခဲ့ရပြီဒါကြောင့်မလို့ဒီလမ်းခွဲမှုကိုငါလက်ခံပါတယ်မင်းမလည်းမင်းအကြောင်းပြချက်နဲ့မင်းရှိမှာပဲလေငါနားလေတယ်လမ်းခွဲပြီးတဲ့နောက်အဆင်မပြေမှုတွေအများကြီးကြုံခဲ့ရတယ်လို့မျိုးမင်းစိတ်နဲ့လည်းငါအချိန်အကြာကြီးအထိလဲပြိုခဲ့ရတယ်ဒါကြောင့်ပဲအခုလက်ရှိငါဆိုတဲ့ဖြစ်တည်ချက်နဲ့အတူလောကကြီးမှာငါအကောင်းဆုံးရှင်သန်နေထိုင်နိုင်ခဲ့တယ်မင်းကြောင့်ငါလမ်းတွေပြောက်ခဲ့တယ်လို့မျိုးမင်းကြောင့်ပဲအခုလိုမျိုးငါလမ်းသစ်တွေဖောက်နိုင်ခဲ့တယ်ငါနဲ့တင့်တော်တဲ့လမ်းတွေအခွင့်အလမ်းတွေငါအများကြီးရှာတွေ့ခဲ့တယ်ပြောရရင်တော့မင်းကငါတို့တိတ်လှတဲ့အမာယုဟောင်းတစ်ခုပါပဲငါတို့တွေတွေ့ခဲ့ရတယ်ဆုံခဲ့တယ်ဆိုတာငါတို့တွေအချိန်မှားပြီးတွေ့ခဲ့ကြတယ်လို့ငါတို့တွေအချိန်မှားပြီးတွေ့ခဲ့ကြလို့ဒီလိုအဆုံးသတ်လိုက်ရတယ်လို့ပဲငါလက်ခံထားခြင်းနဲ့တကယ်ဆိုမင်းနဲ့ငါနဲ့ဆက်ဆံရေးကမဖြစ်နိုင်တဲ့အခြေအနေထားဆိုတာငါသိတယ်မင်းနဲ့ငါနဲ့အခြေကအိမ်မက်ဆန်နေဆိုတာလည်းငါသိတယ်ဒါကိုမောင်ရဲ့ဆွမ်းစွာမျှော်လင့်မိတဲ့ငါ့ကိုငါပဲပြစ်တင်ခြင်းနဲ့ငါရဲ့ခေါင်းမာမှုတွေနဲ့ယူမိုက်မှုတွေကိုပေါ့ငါမင်းနဲ့ဆုံခဲ့ရလို့နောင်တမရပါဘူးပြီးတော့ငါတို့တွေချစ်ခဲ့မိတာတွေအတွက်ငါကျဉ်းတယ်ငါပျော်တယ်ငါတို့ရဲ့အချစ်တွေကထပ်တူကြားခဲ့တယ်ပေါ့နောင်ဘဝသာရှိခဲ့ရင်တော့ငါမင်းနဲ့ပြန်မဆုံချင်တော့ဘူးဘာလို့လဲဆိုတော့ဒီဘဝမှာတစ်ချိန်တစ်ခါလောက်ငါမင်းကိုပိုင်ဆိုင်ခဲ့တယ်ငါချစ်ချင်းမြတ်တာတွေကိုခံစားခဲ့ရတယ်ပြီးတော့လုံလောက်တဲ့နာကျင်မှုတွေကိုလည်းငါခံစားခဲ့ရတယ်ဒါကြောင့်မင်းဆိုတဲ့အရာငါတို့လုံလောက်တဲ့သင်ခန်းစာတွေငါတို့လုံလောက်တဲ့သင်ခန်းစာတွေကိုငါရခဲ့ပြီးပြီမို့လို့တစ်ချိန်တစ်ခါလောက်နဲ့လုံလောက်သွားပါပြီပေါ့ဒါကြောင့်ငါမင်းနဲ့ဘယ်တော့မှ
ဘယ်ဘွားရောက်ပြန်မဆုံချင်တော့ဘူးဒီဘွားမှာလည်းငါမင်းနဲ့ပြန်မဆုံချင်ဘူးနောက်ဘွားမှာလည်းငါမင်းနဲ့ပြန်မဆုံချင်ဘူးပြစ္ဆုတ်ပံမှာရောအနာခတ်မှာရောငါမင်းနဲ့ပြန်မဆုံချင်တော့မင်းလည်းငါကြောင့်လုံလောက်စွာနာကျင်ခဲ့ရပြီဆိုတာငါသိပါတယ်ဘာလို့လဲဆိုတော့ငါတို့တွေကကြောက်နဲ့တယောက်ချစ်ခဲ့ကြတာပဲလေအဲ့တော့ငါတို့နှစ်ယောက်ဆက်ဆံရေးမှာဘသူမှားတယ်ဘသူမှန်တယ်ဆိုပြီးတော့ငါမပြောချင်ဘူးငါတို့နှစ်ယောက်စလုံးကဘသူမှလည်းမမှားခဲ့ကြသလိုဘသူမှလည်းမမှန်ခဲ့ကြပါဘူးအရာရာကံပါတဲ့လောက်ပဲပေါ့ဝေးကွာသွားတဲ့အကြောင်းအရာတွေကိုဒါကဒီလိုကြောင့်ဒါဟိုလိုကြောင့်ဆိုပြီးတော့တယောက်နဲ့တယောက်ဖြစ်ဖို့မနေချင်ကြတော့ဘူးမင်းလည်းတနေရာမှာမင်းနဲ့သက်ဆိုင်တဲ့နေရာမှာပျော်နေမယ်လို့ငါမျှော်လင့်နေငါလည်းငါနဲ့သက်ဆိုင်တဲ့ရပ်ဝန်းမှာအကောင်းဆုံးရှင်သန်နေတယ်ငါကငါပျော်အောင်နေထိုင်နေတယ်ငါကငါဒီထက်ပိုပြီးချစ်တတ်လာအောင်သင်ယူနေတယ်ဒါကြောင့်မလို့ငါနောက်ဆုံးပြောချင်တာကငါမင်းနဲ့တွေ့ခဲ့ရတာငါလုံးဝနောင်တမရဘူးမင်းနဲ့တွေ့ဆုံခဲ့ရတဲ့အတွက်ငါပြောပါတယ်ငါမင်းကိုချစ်တယ်ဒါပေမဲ့ဒါတွေအားလုံးကပြီးဆုံးသွားပါပြီငါအတွက်လုံလောက်ပြီဒါကြောင့်မလို့မင်းလည်းပျော်အောင်နေငါလည်းတကယ်ကိုပျော်အောင်နေတယ်မင်းလည်းအဆင်ပြေပါစေငါလည်းအဆင်ပြေအောင်နေနေတယ်အရာအားလုံးအတွက်ငါမင်းကိုကျေးဇူးတင်ပါတယ်လို့ပြောချင်တယ်ဆိုပြီးတော့ပိုင်းဝန်းလေးတွေရဲ့ဟောချက်ကိုဒီမှာအဆုံးသတ်ထားပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဒီမှာဆိုတာပြောချင်တာကဘယ်လိုလဲဆိုတော့ပိုင်းဝန်းလေးတွေကိုပထမဆုံးပြောချင်တာပေါ့နော်ခုံယူပါတယ်တကယ်ကိုခုံယူပါတယ်ဒီလိုအတိတ်ကနေပြီးတော့အကောင်းဆုံးလွတ်မြောက်နိုင်ခဲ့တာပျော်လဲနေတဲ့ကြားတွေကနေကိုအကောင်းဆုံးဆွဲထုတ်နိုင်ခဲ့တာတွေကိုတကယ်ကိုဘယ်လိုလဲချီးကျူးပါတယ်ပေါ့ဘယ်ပဲဖြစ်ဖြစ်ခုံစရာပဲလေနော်ဘွားမှာဒီလိုအမရုပ်ကလေးတစ်ခုပိုင်ဆိုင်ထားခဲ့တာဘယ်ချိန်ပဲကြည့်ကြည့်အမရုပ်ကလေးကလှနေတော့ပဲပြီးတော့ပျော်စရာလေးကောင်းခဲ့တယ်ပေါ့နာကျင်စရာတိတ်တွေကိုတော့တေချာပေါက်အပိုင်းဝန်းလေးတွေကမေ့ပစ်ထားမယ်လို့တော့ယုံကြည်ပါတယ်ဘယ်ပဲဖြစ်ဖြစ်ကျေးဇူးတင်ပါတယ် sorry ကျေးဇူးတင်ပါတယ်ပေါ့ဘယ်ပဲဖြစ်ဖြစ်ဂုဏ်ယူပါတယ်ဒီထက်ပိုပြီးတော့ကောင်းမွန်တဲ့အနာဂတ်တွေပိုင်ဆိုင်ပါစေဒီထက်ပိုပြီးတော့ဘဝကိုအကောင်းဆုံးဖြတ်သန်းနိုင်ပါစေပျော်ရွှင်ရဆုံးလူသားလေးဖြစ်ပါစေလို့ဆိုတာကဒီကနေပြီးတော့ဆုတောင်းပေးလိုက်ပါတယ်ဟုတ်ပါပြီအဲ့တော့ဆိုတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ပိုင်းဝန်းလေးရဲ့ဗီဒီယိုလေးကိုဒီမှာလေးဆိုတာဆုံးသက်ထားချင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပို့ပြီးတော့စိတ်ဝင်စားတဲ့ဇာတ်ကောင်းတဲ့မိကုန်းအနေနဲ့တို့ဆိုတာပြန်လည်ရောက်ရှိလာပါအောင်မယ်ရှင်အားလုံးပဲတက်တာပါ Hello အားလုံးပဲမင်္ဂလာပါကျူဆိုတာ Tarot Page Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်အခုပေါ့နော်အတိတ်ကမေးမရတဲ့အတိတ်ကမေးမရတဲ့သူတယောက်ကိုပြောချင်ပေမဲ့မပြောလိုက်ရတဲ့ကိုယ့်ရင်ထဲကစကားတန်တွေကဘာတွေလဲဆိုတဲ့ခေါင်းစဉ်အောက်မှာပေါ့နော်ပိုင်းတူးလေးတွေကိုရွေးထားတဲ့သူတွေအတွက်ပေါ့နော်ဆိုတော့ကအဖြေလေးတွေပြပြသွားချင်ပါတယ်ပိုင်းတူးလေးတွေကပေါ့နော်အတိတ်ကသူတို့မေးမရတဲ့သူကိုဘာတွေပြောချင်လဲဆိုတော့ငါမင်းကိုပထမဦးဆုံးပြောချင်တာလေတောင်းပန်ပါတယ်ငါလေတကယ်နောင်တတွေရနေတယ်သိလားငါတို့တွေတကယ်ကိုအချိန်တွေမှားပြီးတွေ့ခဲ့ကြတယ်လို့ငါခံစားနေရတယ်ငါရဲ့မရင်တက်ခြင်းတွေကမင်းကိုအများကြီးပင်ပန်းစေခဲ့မှာပဲနော်ငါသိပါတယ်ငါရဲ့တချို့ပြုမှုတွေကလေမင်းကိုတိတ်ငယ်စမဲဆိုတာငါသိတယ်ငါရဲ့တချို့ပြုမှုတွေကမင်းကိုဝမ်းနေစေမယ်ဒါမဲ့ဒါတွေအားလုံးကငါရည်ရွယ်ပြီးလုပ်ခဲ့တာမဟုတ်ပါဘူးငါမှလည်းမလွန်ဆန်နိုင်တဲ့စီးမြင်တွေပြီးတော့အခြေအနေတွေနဲ့ပေါ့အဲ့လိုအခြေအနေတွေကြောင့်ဖြစ်လာတဲ့ငါကိုယ်တိုင်တော့
ငါရဲ့မသိတဲ့အတ္တတွေကြောင့်လို့ပြောရင်မင်းရှုံမှာလားယင်ငါမင်းပေါ်တိတ်အနိုင်ယူခဲ့တယ်လို့များဖြစ်သွားခဲ့လားငါမင်းကိုအများကြီးအနိုင်ယူခဲ့တယ်လို့ဖြစ်သွားခဲ့မယ်ဆိုတာငါသိပါတယ်ငါတို့ဒီထက်ပိုပြီးနောက်ကျမှတွေ့ခဲ့ရရင်သိကောင်းမှာပဲငါပြောချင်တာကငါဒီထက်ပိုပြီးရင့်ကျက်လာတာစောလာခဲ့မယ်ဆိုရင်ပေါ့တကယ်ဆိုရင်လေမင်းရဲ့ချစ်ချင်းမြတ်တာတွေကပြည့်စုံပါတယ်ငါအတွက်မင်းရဲ့အချစ်တွေကတကယ်ကိုပြည့်စုံခဲ့ပါတယ်ငါသာလောဘတွေမကြီးခဲ့ဘူးဆိုရင်အတ္တတွေမကြီးခဲ့ဘူးဆိုရင်မလိုလားအပ်တဲ့မာနတွေမထားခဲ့ဘူးဆိုရင်မင်းငါနာမှာအခုချိန်ကြီးရှိနေမယ်လို့လည်းငါယုံကြည်တယ်ပြီးတော့ငါတို့ဝေးကွာသွားတယ်ဆိုတာငါကြောင့်နေအများကြီးပါတယ်ဆိုတာလည်းငါသိတယ်မင်းထွက်သွားရလောက်တဲ့အထိငါတော်တော်လေးစိုးတန်းခဲ့တယ်ဆိုတာလည်းငါသိပါတယ်မင်းထွက်သွားတယ်ဆိုတာလည်းတကယ်ကိုဖြစ်သင့်ပါတယ်ဒါမင်းအတွက်လည်းတရားပါတယ်ဒါမဲ့မင်းထွက်သွားတယ်ဆိုတဲ့အရာတခုကိုငါလက်မခံချင်ဘူးတသက်ပါငါလေမင်းပေးခဲ့တဲ့အချစ်တွေကဘယ်ရာလောက်အခုငါရနေတဲ့ဘယ်အရာအထက်မှမပြည့်စုံဘူးမလုံလောက်ဘူးဆိုတာငါမင်းနဲ့ဝေးလာမှသိခဲ့ရတယ်ပြီးတော့ငါမင်းကိုမေးချင်တာမင်းငါ့ကိုအယံမုန်းနေလားတိတ်ကောနာကြီးနေပြီလားယင်ငါမင်းကိုမချစ်ခဲ့ဘူးလို့မင်းထင်လားငါမင်းကိုချစ်ခဲ့ပါတယ်ပြီးတော့အခုငါမင်းကိုဆုံးရှုံးသွားခဲ့ရတယ်ဒါငါနဲ့ထိုက်တန်ပါတယ်တကယ်ဆိုမင်းပြန်လာမယ်လို့ငါမျှော်လင့်နေမိတော့မှာဒါမဲ့ငါမင်းရဲ့ဘဝတွေကိုထပ်ပြီးတော့နှောက်ယှက်ရမှာဝင်လာရမှာကိုလည်းအရန်အားနာတယ်ပြီးတော့ငါကြောင့်မင်းထပ်ပြီးနာကျင်ရမှာမင်းခံစားသွားရမှာကိုလည်းငါစိုးရိမ်နေငါရဲ့ဒီလိုပုံစံတွေကငါအကြောင်းပြချက်နဲ့ငါဒီလိုတွေဖြစ်နေတာမို့လို့ငါမင်းကိုနားလဲနိုင်မင်းငါ့ကိုနားလဲနိုင်မယ်လို့တော့ငါမျှော်လင့်နေပြီးတော့ငါမှတကယ်ကိုငါအကြောင်းပြချက်နဲ့ငါရှိနေခဲ့တာတွေကြောင့်ငါမင်းကိုနားလဲပေးစေချင်တယ်ဒီပိုင်းငါမင်းကိုရင်ဖွဲ့ချင်တာတွေလည်းများလာတယ်ဒါမဲ့ငါမင်းရှိကိုပြန်လာဖို့မင်းကိုစပြီးစကားပြောဖို့ငါမှလုံလောက်တဲ့တက်တီနဲ့ခွန်အားမရှိဘူးတစ်ချိန်တော့တစ်ချိန်ပေါ့ငါမင်းနဲ့ပြန်တွေ့ခွင့်ရမယ်ပြန်ဆောင်ခွင့်ရမယ်လို့ငါမျှော်လင့်နေပြီးတော့ငါမင်းကိုတကယ်ချစ်ခဲ့ပါတယ်ငါကနောက်ဆုံးပြောချင်တာကငါတို့သာမှန်ကန်တဲ့အချိန်မှာတွေ့ခဲ့မယ်ဆိုရင်ငါတို့ရဲ့အဆုံးသက်ကဒီလိုဖြစ်မှာမဟုတ်ဘူးလို့ငါပြောချင်တယ်မင်းလည်းငါ့ကိုချစ်ခဲ့တယ်လို့ငါလည်းမင်းကိုချစ်ခဲ့ပါတယ်ငါဘက်မှာလည်းအကြောင်းတွေကြောင့်မလို့ငါရဲ့ပုံစံကဒီလိုဖြစ်နေရဲဆိုပေမဲ့ငါမင်းကိုငါရဲ့ပုံစံတွေကိုငါမင်းကိုတကယ်နားလေစေချင်ခဲ့တာပါငါ့ကိုတကယ်နားလေပေးစေချင်ခဲ့တာမင်းရဲ့ချစ်ချင်းမြတ်တာတွေကငါပေါ်တကယ်ကိုလုံလောက်တာတက်ပို့ခဲ့တယ်ဒီအတွက်လည်းငါကျေးဇူးတင်ပါတယ်
ပြီးတော့အဲ့ဒီအချိန်တုန်းကငါချခဲ့တဲ့ငါရဲ့ဆုံးဖြတ်ချက်ကိုလည်းငါအခုထိနောက်ထပ်ရတယ်တနေ့နေ့တစ်ချိန်ချိန်တော့ငါမင်းနဲ့တကယ်ကိုပြန်တွေ့ချင်တယ်ပြီးတော့ငါမင်းကိုသိချစ်ခဲ့တယ်ဆိုတာကိုတော့မင်းကိုသိစေချင်တယ်တေချာပေါက်အရင်တော့ငါရဲ့အပြုအမူတွေကြောင့်ငါမင်းကိုမချစ်ဘူးလို့မင်းထင်ကောင်းထင်မှာပေါ့မဟုတ်ပါဘူးငါမင်းကိုတကယ်ကိုချစ်ခဲ့တယ်လို့ပိုင်းတူးလေးရဲ့ reading လေးကိုဒီမှာပဲရန်နာထားခြင်းပါတယ်အဲ့တော့ဆိုတော့ကဒီပိုင်းတူးလေးတွေကိုပြောချင်တယ်ဆိုတော့ပေါ့နော်ပိုင်းတူးလေးတွေကလေပိုင်းတူးလေးတွေအိမ်ကနည်းနည်းစီကန်းအဲ့လိုမျိုးပေါ့နော်စီကန်းချက်တယ်မိန်းကလေးပဲဖြစ်စေယောက်ျားလေးပဲဖြစ်စေပေါ့နော်သူတို့လက်တွဲရမယ်သူကအဲ့လိုဒီလိုအခြေအနေဒီလိုအနေထားရှိမှဒီလိုအချက်လက်တွေရှိမှဆိုပြီးတော့အိမ်ကနည်းနည်းလေးရှိဖို့ဆွဲပြီးကြက်ကြတယ်ကိုပိုင်းဆုံးဖြတ်ချက်ကိုရဲ့စိတ်ခံစားချက်နဲ့ပဲအရန်ကြီးရှင်သန်ခဲ့ရတဲ့သူမျိုးမဟုတ်ဘူးကွာပိုင်းတူးတွေကဒါကြောင့်မလို့တစ်ဖက်မှာသူကိုယ်တိုင်တော့မသိပဲနဲ့သူမိဘတွေရဲ့စံနှုန်းတွေကြောင့်မလို့အတ္တတွေကြီးလာတယ်သူမာနတွေကြီးလာတယ်မလိုလားအတ္တထက်ပိုတဲ့လွန်ကဲမှုတွေအနိုင်လိုမှုတွေလောဘကြီးမှုတွေသူဖြစ်လာတယ်ပေါ့အဲ့ဒီຢာတွေကြောင့်မလို့တစ်ဖက်လူသူရဲ့ပုံစံကနာကျင်သွားစေတယ်နဲ့တူပါတယ်အဲ့တော့ပြောချင်တာကလေအချိန်မလွန်ခင်မှာသွားပြီးတော့တောင်းပန်လိုက်ပါလားဒါမှမဟုတ်ရင်စာလေးတစ်ချောင်းချောင်းလောက်ဖြစ်တော့ပို့လိုက်ပါလားပေါ့ဒါမဲ့တခုပြောချင်တာကပေါ့နော်တစ်ဖက်လူကလည်းအဲ့ဒီပိုက်တူးလေးကိုတအားချစ်တယ်ဆိုတော့feeling ကိုဆိုတာရနေတယ်အဲ့တော့သူ့ကိုသွားတောင်းပန်မယ်သူ့ကိုသွားပြီးတော့ပေါ့နော်ဒီလိုကြောင့်မှာဘာညာပါဆိုတော့သွားပြီးဆက်သွယ်မယ်ဆိုရင်တော့တခုပြောချင်တာကလေတေးကြပြီလားအဲ့လိုပြန်ပြီးတော့ကွာဆက်သွယ်လိုက်မယ်ဆိုလို့ရှိရင်တငယ်ချင်းပြန်ဖြစ်မဖြစ်လို့ရှိရင်တော့ချစ်သူတွေတော့ပြန်ဖြစ်သွားနိုင်တယ်အဲ့တော့ချစ်သူတွေပြန်ပြီးဖြစ်သွားမယ်ဆိုလို့ရှိရင်ရောကိုကနောက်တစ်ချိန်ထပ်ပြီးတော့သူ့ကိုနာကျင်အောင်လုံးမိသွားနိုင်လားပေါ့အဲ့ဒါလေးကိုတစ်ချက်ဘယ်လိုပြောမလဲဘယ်လိုပြောမလဲတွေးတင်တယ်ပေါ့နော်သုံးသက်တင်တယ်ပေါ့အကယ်လို့တေးကြပြီးကိုယ့်ဘက်ကလည်းဒီအချစ်သဘောတရားတွေလူနှစ်ယောက်ဆက်ဆံတဲ့အခါမှာပေါ့နော်ပေါင်းသင်းဆက်ဆံမှုမှာထားတဲ့အရာတွေလေးစားမှုတွေဒါတွေကိုကိုယ့်ဘက်ကတေချာနားလည်သွားပြီဆိုတဲ့တစ်ချိန်ကြာလို့ရှိရင်တော့တေချာပေါက်ကိုယ့်ဘက်ကနေသွားပြီးတော့ဆက်သွယ်စေခြင်းနဲ့ပေါ့နော်သွားပြီးတော့ဆက်သွယ်ပြီးတော့အရင်တော့ကဘသူပါပေါ့အဲ့အရာတွေကဒီလိုတွေဖြစ်ခဲ့တာမို့လို့ငါမင်းကိုတောင်းပန်ပါတယ်ပေါ့အခုပြောတာတခြားပါကြီးပဲကြောင်နေမှာမဟုတ်ပါဘူးငါမင်းကိုဒီလိုတွေသိစေခြင်းခဲ့လို့ပေါ့နော်ပြီးတော့ငါကြောင့်မင်းနာကျင်ခဲ့ရတာတွေကိုလည်းတောင်းပန်ပါတယ်ဆိုတဲ့စကားလေးတစ်ခွန်းလောက်တော့တစ်ဖက်လူတော့ပြောတင်တယ်လို့တော့ထင်တယ်ပေါ့နော်ဒါကျွန်တော်ဘက်ကအကြံပေးချက်တစ်ခုပါဘယ်လိုပဲဖြစ်ဖြစ်ပိုင်းတူတွေကိုပြောချင်တာမွန်းချက်စရာကောင်းတဲ့ဘဝကြီးမှာနေရတာဖြစ်တဲ့အတွက်စိတ်မကောင်းပါဘူးပေါ့တခါတလေကြောက်လို့ရှိရင်တချို့အရာတွေကကိုယ်တိုင်ပြောင်းလဲယူမှရတဲ့အရာတွေရှိတယ်လေကိုယ့်ရဲ့လွတ်လပ်ပိုင်ခွင့်တွေကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုကိုယ်တိုင်ပဲဖန်တီးယူရတာတွေရှိတယ်ဒါကြောင့်မလို့တခါကြောက်လို့ရှိရင်မလိုလားအတဲ့မိဘတွေကပေးထားတဲ့စံနှုန်းတွေပါတယ်ညာတွေအတွက်ကိုတိတ်ကောင်းနေမထည့်ဘဲနဲ့ကိုယ့်အတွက်ကိုနည်းနည်းလေးပြန်ကြည့်ပါပြီးတော့ကိုတိတ်မပြောက်သွားစေချင်ဘူးပိုင်းတိုးတွေကနည်းနည်းလေးကိုဆိုတဲ့အရာကိုနည်းနည်းပြောက်နေတယ်အဲ့ဒါအနေများတယ်ဒီအပိုင်းခြားမှာကွာဒီအသက်အရွယ်လောက်မှာတိတ်ကိစ္စမရှိပဲနောက်ပိုင်းအသက်တွေကြီးလာတဲ့အခါမှာကိုပျောက်သွားတယ်ဘွားကြီးကပျောက်သွားတတ်တယ်ကိုယ့်ရဲ့ဖြစ်တည်မှုပျောက်သွားတယ်အဲ့ဘွားကလည်းပျောက်သွားရောအဲ့တော့အချိန်မလွန်ခင်မှာကိုလည်းပြန်ရှာတွေ့အောင်လုပ်ပါအောင်ပေါ့နော်ပြီးတော့ကိုယ့်စိတ်ကိုလည်းနားလည်အောင်လုပ်ပါပြီးရင်ကိုတောင်းပန်ဖို့အကျွေးကြံနေတဲ့လူတစ်ယောက်ကိုလည်းတေချာပေါက်တောင်းပန်ပါလို့ပြောချင်ပါတယ်ကဲဆိုတော့ကတော့ပေါ့နော်ဒီပိုင်း2ရဲ့ reading လေးကိုဒီမှာလည်းဆုံးသက်ထားခြင်းပါတယ်အဆုံးထိဆိုတော့ video လေးကိုကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ် video မှာဒီထက်ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ video တွေနဲ့အတူဆိုတာပြန်လာခဲ့ပါဦးမယ်အားလုံးပဲတက်တာပါ hello အားလုံးပဲမင်္ဂလာပါကျူဆိုတာ Tarot Page Channel လေးရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့ဆိုတာဟောမဲ့ဟာလေးရပါတော့အတိတ်ကကိုမေ့မရတဲ့လူတယောက်ကိုပြောချင်ပေမဲ့မပြောလိုက်ရတဲ့ကိုယ့်ရဲ့နေရာစကားတန်တွေကဘာဖြစ်မလဲဆိုတော့ဟာခေါင်းစဉ်အောက်ကနေပေါ့နော်ပိုင်း3လေးတွေကိုရေးထားတဲ့သူတွေအတွက်ဆိုတော့ဟောပေးသွားချင်ပါတယ်ပိုင်း3လေးတွေကတော့နည်းနည်းလေးဒေါကန်နေကြတယ်ပေါ့
ငါနဲ့ကိုပထမဦးဆုံးပြောချင်တာလေငါနဲ့ကိုအခုထိခွင့်မလွတ်နိုင်သေးဘူးငါနဲ့ကိုတိတ်မုန်းတယ်နေ့ရဲ့မပြတ်မသားနဲ့ပုံစံတွေကငါ့ကိုတိတ်စိတ်ပြတ်စေခဲ့တယ်အရာရာကိုနေ့မှလေဆုံးဖြတ်ချက်တည်တည်ချာချာမချနိုင်ဘူးငါ့ကိုရွေးချယ်ပါလို့ငါဘယ်တုန်းကမှမတောင်းဆိုခဲ့ပေမဲ့နေ့ရဲ့ရွေးချယ်မှုတိုင်းကငါဟုတ်မနေဘူးအရာအားလုံးကငါထက်ပိုပြီးတော့အရေးကြီးနေတယ်နေ့အတွက်ငါဆိုတာအမြဲတမ်းနောက်ဆုံးမှရောက်နေတယ်ငါဆိုတဲ့ဖြစ်တည်မှုကနေ့အတွက်အဲ့လောက်တောင်အရေးမပါဘူးဆိုရင်ဘာလို့ငါ့ကိုအဲ့တုန်းကချစ်ပါတယ်ဆိုတဲ့စကားတွေနဲ့ငါရဲ့စိတ်နှလုံးသားကိုနေရယူခဲ့တယ်နေရလေအချစ်ကိုဗန်းပြပြီးတော့လူတိုင်းရဲ့နှလုံးသားကိုလိုက်ပြီးကစားနေတဲ့သူငါ့ဘဝမှာလေနင့်ကိုတွေးခဲ့တာတိတ်ကိုကန့်ဆိုးတာပဲနင်ကလူလိမ်အပြောချိုတယ်မျက်နှာများတယ်လူတကာကိုနင့်ရဲ့ချစ်စရာကောင်းတဲ့အပြုအမူတွေဆွဲဆောင်မှုရှိတဲ့နင့်ရဲ့ပုံစံအနေနဲ့အပြစ်ကင်းစင်တယ်လို့မျိုးမြူဆွဲတယ်နင့်ကိုဆွဲလန်းလာအောင်လုပ်တယ်ပြီးတော့နင်ကရဲရဲဆက်ဆက်ပြစ်ချတယ်နင်ကအချစ်မဟုတ်ဘူးနင်ကအစိတ်အေးအဲ့ဒီအစိတ်ပဲတိတိရက်နဲ့နင်ကအချစ်မဟုတ်ဘူးနင်ကအစိတ်နင်ကငါ့ကိုနာကျင်စေတယ်ဆိုတာတိတိရက်နဲ့နင်ကိုငါအခုထိမေ့နိုင်ပဲနဲ့နင်ဆိုတဲ့အတိတ်မှာပိတ်မိနေတယ်ငါ့ကိုငါလည်းမုန်းတယ်ငါလေနင်းကြောင့်ကုံဆုံးခဲ့တဲ့ငါရဲ့အချိန်တွေနင်းကြောင့်ပျက်စီးသွားတဲ့ငါရဲ့မျောလင့်ချက်တွေရီမန်းချက်တွေကိုငါတအားနှံ့မျောတယ်ငါအခုချိန်မှာနှံ့မျောဆုံးအရာကိုပြောပါဆိုငါကိုငါပဲငါလူတွေအများကြီးရှိနေရဲ့ဒါလေးနဲ့ကနေပြီးတော့နင့်လိုလူအမိုက်ကိုငါဘလို့ကန်ဆိုးမှုနဲ့ငါရွေးချယ်ခဲ့မိလည်းမသိဘူးနင်သိလားနင်နဲ့ပတ်သက်ခဲ့တဲ့တောက်လျှောက်လုံးပါလေငါမှအမြဲတမ်းစိတ်မချခြင်းတွေစိုးရိမ်မှုတွေပူပန်မှုတွေမျက်ရည်တွေနဲ့မအိပ်ရတဲ့ညဆိုတာတညမှမရှိဘူးငါအိပ်ပျော်သွားတိုင်းညတိုင်းပါလေမျက်ရည်စားတွေကြီးပဲဘယ်နေရာမှာဘယ်သူနဲ့ရှိနေအောင်ပါလဲဒီလူနဲ့ရောပြောတော့တငယ်ချင်းတွေပါဆိုပြီးတော့နင်ဘာလို့နည်းနည်းလေးတော့စီကံမရှိရတာလေအရင်တော့ကလေနင်းရဲ့ဖောက်လွဲဖောက်ပြန်လုပ်တဲ့ပုံစံတွေကိုငါသိတယ်နေရွှေ့နေတဲ့အကွက်တွေကိုငါသိတယ်ဒါပေမဲ့ငါဘာမှမပြောဘဲနဲ့ညင်နေခဲ့တယ်ဆိုတာလေနင်ငါနာကထွက်သွားမှကြောက်လို့ဒါကိုနင်ကသိတယ်နင်ရဲ့အပြစ်တွေကိုထောက်ပြလိုက်မယ်ဆိုရင်နင်ကငါနာကထွက်သွားမှငါကြောက်တယ်ဆိုတာနင်သိတော့နင်တိရက်ကြီးနဲ့မသိချအောင်ဆောင်ပြီးနင်လုံနေခဲ့တာငါလေနင်ရဲ့အကြောင်းလေးကိုအခုပြန်ကြားလေနင်ကငါတိတ်မုန်းတာပဲနင်ကငါချစ်ခဲ့တယ်ငါကိုငါလည်းတိတ်ရှုံးတယ်ငါဘဝထဲမှာအဖြတ်ပြစ်ချင်ဆုံးအမတစ်ခုကိုပြပါဆိုရင်တော့တေချာပေါက်နေမယ်ငါအများကြီးပင်ပန်းခဲ့ရတယ်နင်ကငါ့ကိုနစ်စိတ်အဆင်ပြေချင်အောင်တတ်နင်အတုံးချချင်အောင်တတ်နဲ့ငါဘဝထဲဝင်လာခဲ့တယ်နင်ငါ့ကိုနည်းနည်းလေးတောင်ကြီးမဆိုင်ခဲ့ဘူးနင်ငါ့ကိုနည်းနည်းလေးတောင်လေးစားမှုနင်မရှိခဲ့ဘူးငါရဲ့အချစ်တွေကအဲ့လောက်တောင်ဈေးပေါ်သွားခဲ့လားငါရဲ့နင်းပေါ်မှာထားတဲ့ချစ်ချင်းမြတ်တာတွေကအဲ့လောက်တောင်တန်ဖိုးမရှိခဲ့ဘူးလားငါမှတော့နင်းနဲ့ဝေးသွားပြီးတဲ့နောက်မှာအလဲလဲပြိုပြိုနဲ့ဝမ်းနေလိုက်ရတာငိုကြွေးလိုက်ရတာနင်ကတော့ပေါ့ပဲမသိရင်မချစ်ခဲ့ကြတယ်လို့ပဲအဲ့ပေါ်နင်မငါ့ကိုမချစ်ခဲ့တာနင်ကငါ့ကိုအတုံးချချင်ရုံတတ်
နင့်စိတ်အစာပြေခြင်းရောတတ်တတ်နဲ့နင်ကငါ့ကိုတွဲခဲ့တာလေငါဘွားတွေကိုနင်ကဝင်ခဲ့တာငါဘွားထဲမှာအမုန်းဆုံးလူကိုပြပါဆိုရင်နင်ပဲတေးကြတယ်ငါနင့်ကိုချစ်ခဲ့တဲ့ဟာတော့မဟုတ်ဘူးဘာလို့လဲဆိုတော့နင့်ကိုငါချစ်ခဲ့တဲ့အရာတွေအားလုံးကငါအချစ်ပါလို့ပြောမှာငါကိုငါရှက်တယ်ငါနင့်ကိုဆွဲလန်းခဲ့တာပဲဖြစ်မှာပါနင့်လိုလူကိုငါကချစ်မိသွားစရာအကြောင်းတစ်ကြောင်းမှမရှိနိုင်ဘူးဘာလို့လဲဆိုတော့နင်ပေးတဲ့အရာတွေအချစ်တစ်ခုမှမဟုတ်ဘူးငါနင့်ကိုဆွဲလန်းသွားမိရုံနဲ့တူပါတယ်အဲ့တော့နင်ငါ့ကိုစောင့်ကြည့်နေတေချာပေါက်နင်ဆိုတဲ့အတိတ်ကနေငါအကောင်းဆုံးလွတ်မြောက်လာနိုင်အောင်ငါစူးစမ်းပြမယ်ပြီးသွားရင်ငါဘွားကြီးကဘလောက်တောင်တောက်ပနေလဲလှပနေလဲဆိုတာနင်တေချာပေါက်မြင်စေရမယ်အဲ့ခါကျမှနင်ငါ့ကိုပြန်လို့ချင်ရင်လေအရာအားလုံးနောက်ကျသွားပြီငါအခုငါရဲ့စိတ်ထဲမှာနင့်ကိုမပြတ်သားနိုင်ဘူးငါရဲ့စိတ်ထဲမှာနင့်ကိုပြန်လို့ချင်နေတယ်ငါမှဘလောက်ကူကယ်ရမဲ့နေတယ်ဆိုတာအခုချိန်မှာငါကိုငါပဲသိချင်ဒါမဲ့ငါနေနိုင်သွားတဲ့အခါကျရင်နေနောက်တော့မရပါစေနဲ့လို့ငါပြောချင်တယ်ပြီးရင်ငါဘဝမှာအမုန်းဆုံးကိုပြောပါဆိုရင်နေမယ်နေရလေငါတို့လုံးဝကန်ဆိုးစေတဲ့နှဆိုးတစ်ခေါက်ပဲငါနေကိုမုန်းတယ်နေနဲ့ငါကချောင်းမှာရှိတဲ့ relationship ကလုံးဝ toxic ဆန်တယ်အဲ့တော့ငါဘွားတွေကိုနေထပ်ပြီးတော့မနှောက်ယှက်ပါနဲ့တော့ငါကငါလည်းလွတ်မြောက်အောင်လုပ်နေပြီဒါကြောင့်မလို့နေငါ့ကိုထပ်ပြီးတော့မနှောက်ယှက်ပါနဲ့ငါရဲ့အုံနောက်ထက်ကလည်းထွက်သွားပေးပါငါရဲ့အတွေးတွေကလည်းထွက်သွားပေးပါငါရှိကိုလည်းပေါ်မလာပါနဲ့နောက်ဆုံးငါပြောချင်တာလေနင့်ကိုငါဘယ်တော့မှငါခွင့်မလွတ်ဘူးနင်းဘွားထဲမှာကြုံလာရမယ်ကန်ဆိုးမှုတိုင်းကငါစီရလာတဲ့ချိန်စာတွေဆိုတာနင်းမှတ်ပေးထားပါငါစီရလာတဲ့ချိန်စာတွေငါစီရလာတဲ့ဆူတောင်းတွေလို့နင်းအမြဲတမ်းတွေးထားပေးပါဒီနေ့ငါပေးခဲ့တဲ့အချစ်တွေရောင်ပြန်ဟက်လာတဲ့ဒီနေ့နင်းသိကြပါဝတ်အကြီးလဲပါစေလို့ငါဆူတောင်းပေးတယ်ကဲဒါကတော့ပိုင်း3လေးတွေရဲ့ရှင်နေရစကားလေးတွေပါပေါ့နော်ပိုင်း3လေးတွေမှာဆိုတော့အရင်အများကြီးပြောစရာမရှိဘူးဘာလို့လဲဆိုတော့ပိုင်း3လေးကအခုချိန်ထိကိုသူကဟိုဒီလူနဲ့ပတ်သက်ပြီးတော့ရှင်ထဲမှာခံစားနေရတဲ့အမုန်းတရားတွေဆက်ဆုပ်ညှို့ရှာမှုတွေရှိနေသေးတယ်ပေါ့ပြန်နေလားဟုတ်ပါပြန်တော့မှာခဏလေးအတန်ကြီးတွဲဒီမှာလည်းဘူးမှမရှိတော့နော်7နာရီ9နာရီနာရီအဲ့တော့ပြောချင်တာပေါ့နော်ပြောချင်တာဘယ်လိုလဲဆိုတော့အခုချိန်ဒီပိုင်း3လေးတွေကအရင်ပေါ့နော်ဟိုဘယ်လိုပြောမလဲတစ်ဖက်လူကိုမုန်းနေသေးတယ်ဆိုတဲ့အရာတွေကိုခံစားနေရတယ်ပေါ့အဲ့တော့ဟိုဘယ်လိုပဲဖြစ်ဖြစ်ဒီအမုန်းတရားတွေကိုလက်လွတ်ပြီးတော့ပေါ့နော်ကိုဘွားကိုပဲအာယုံစိုက်စေချင်ပါတယ်ထပ်ပြီးတော့ပေါ့နော်ဒီလိုမကောင်းတဲ့လူတွေနဲ့လည်းမတွေ့ပါစေနဲ့လို့ဆုတောင်းချင်ပါတယ်ဘာလို့လဲဆိုတော့ဒီပိုင်း3မှာကျတော့တိတ်အများကြီးပြောစရာမရှိဘူးဆိုတော့ဘာလို့လဲဆိုတော့သူ့ရှင်ဘက်ထဲမှာမုန်းနေတယ်ဘာလို့လဲဆိုတော့အရန်ချစ်ခဲ့တာပေါ့အရန်ချစ်ခဲ့လို့အရန်မုန်းနေတိတ်စိတ်နာနေတယ်ပေါ့ဒါကြောင့်မလို့ဟိုစကလုံးတွေကပြောလာလို့ရှိရင်အရန်ကြမ်းသွားတာပဲညာဖြစ်တော့မှာဆိုတော့နော်အဲ့တော့ဘယ်ပဲဖြစ်ဖြစ်မုန်းတရားတွေကိုရှော့လိုက်ပါဘာလို့လဲဆိုတော့မုန်းနေသေးတွေကတော့သူ့ကိုမေ့လို့ရမှာမဟုတ်ဘူးဘာလို့ဆိုတော့အမုန်းတရားရှင်ဘက်ထဲမှာအဆူကြီးတစ်ခုရှိနေတာအဲ့တော့အဲဥစ္စာကိုပေးပြလိုက်ပါဘယ်ပဲဖြစ်ဖြစ်ဟိုဒီတက်ပို့ပြီးတော့ကောင်းတဲ့နေရာတစ်ခုကိုကကြောက်စူးစားပါပေါ့နော်အရေးကြီးတာကိုပဲအာယုံထားပြီးတော့ကိုပဲ focus ထားစေချင်တယ်ပေါ့ကဲတော့ဒီနေ့ reading လေးကိုဆိုတာဒီမှာပဲပိုင်း3လေးရဲ့ reading လေးကိုဒီမှာအဆုံးသတ်ချင်ပါတယ်ဆိုတော့ video လေးကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ် video တွေပါလဲပေါ့နော်ဆိုတာဒီထက်ပိုပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ video တွေနဲ့အတူတူရောက်လာခဲ့ပါဦးမယ်တတာပါဒီထက်ပိုပြီးတော့လဲဆိုတာအများကြီးကြိုးစားသွားပါဦးမယ်ရှင်အားလုံးပဲတတာပါ